ဆက်နိုင်ပြန်လဲလို့ကြိုးစားရတဲ့ဒီကနေ့မှာတော့ Suzuki Book 1နဲ့က Twinkle Twinkle Little Star ရဲ့ Variation A ကိုစပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးသချင်းတစ်ပုဒ်ကိုတီးတော့မယ်ဆိုလို့ရှိရင် time signature တွေ key signature တွေကိုကြည့်ရမယ်။ဒီမှာကတော့ key signature မှာ3 shape ကိုတွေ့ရမယ်။3 shape တွေကဘယ် shape လဲဆိုတော့လွယ်ကူအောင်သိဖို့အတွက် notes လေးတွေအရင်ချရေးလိုက်မယ်။ပထမဆုံးတစ်ခုက M မှာဆိုရင် F shape ဆိုတော့ဒါကြောင့် F shape နောက်တစ်ခုကတော့ C sharp နောက်တစ်ခုကတော့ G sharp ဆိုတော့ဒီ Twinkle Twinkle Little Star မှာ3 sharp ဖြစ်မယ် F sharp C sharp G sharp key signature တွေကိုသိပြီဆိုလို့ရှိရင်တော့ time signature ဒီမှာကတော့ command time ကိုရေးထားတယ် command time ကတော့ဒီနေ့အဖြစ် 4 ပေါ့နော် 4 beats in the bar လေးချက်ရှိမယ်ဒါဆိုလို့ရှိရင်ခေါင်းကြည့်မယ်နော်တပတ်မှာဘယ်နှချက်ရှိလဲသိချသွားအောင် 1 E and A 2 N 3 E and A 4 N ဆိုတော့လေးချက်ပြပါတယ်ဆက်သွားရင်တော့ notes လေးရဲ့အပေါ်မှာအဆက်ကလေးတွေ့ရမယ်အဲ့ဒီအဆက်ကဘာပြောတာလဲအဲ့ဒီအဆက်ကဘာကိုပြောချင်တာလဲအဲ့ဒီအဆက်ကိုတော့ staccato လို့ခေါ်ပါတယ် staccato ကတော့အီတလီဘာသာနဲ့ပြောတာပေါ့နော်တကယ်တမ်း English လိုကကြတော့ detached ဒါမှမဟုတ်လို့ရှင် separated လို့ခေါ်ပါတယ်အခုတီးပြသွားတဲ့ video ထဲမှာ staccato နဲ့ legato နဲ့ကွာခြားချက်ကိုတွေ့ရပြီလို့ထင်ပါတယ် staccato ကတော့တူတူလေးနဲ့ပြက်ပြက်လေးတီးရမယ်ပြီးလို့ရှိရင်သူ့ရဲ့ staccato တီးတဲ့ notes တစ်ခုနဲ့တစ်ခုကြားထဲမှာ small pause လေးသုံးရပါမယ် legato ကတော့ smooth ဖြစ်ရပါမယ်ဒီသချင်းလေးမှာဆိုလို့ရှိရင်တော့ sharp sign ဆိုတဲ့ဟာကိုစပြီးတော့ introduce လုပ်ပေးလိုက်ပြီပေါ့နော် sharp sign တစ်ခုတည်းမဟုတ်ဘဲနဲ့ flat တွေ natural တွေလည်းရှိပါသေးတယ်အဲ့ဒီ flat sharp natural sign တွေကိုနောက်ထပ် video တစ်ပုဒ်မှာဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် video လေးရှည်သွားမှာဆိုလို့သချင်းကိုတော့အဆုံးထိမတီးပေးလိုက်တော့ဘူးပေါ့နော်ဒီသချင်းရဲ့ note sheet လေးကို comment box မှာချထားပေးမယ်နော်အားလုံးပဲလေ့လာလို့ရပါတယ်ဒီနေ့သင်ကြားပေးထားတဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့မသိတာရှိရင် comment box မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်